ကောက်ယောဂကိုအစားအစာနဲ့ကုသမဲ့ယူရစ်အက်ဆစ်နဲ့ကောက်ယောဂစားသင့်မစားသင့်သောအစားအစာများယူရစ်အက်ဆစ်ဆိုတာအစားအစာတော်တော်များများတွေ့ရတဲ့ပြူရင်းတက်ပြိုကွဲမှုကနေထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်ခန္ဓာကိုယ်ကပြူရင်း protein တစ်မျိုးကိုအခြေဖြတ်ရာကနေယူရစ်အက်ဆစ်ဆိုတဲ့ဓာတ်တစ်မျိုးထွက်ပေါ်လာပါတယ်ယူရစ်အက်ဆစ်ကများသောအားဖြင့်စီးထဲမှာပါသွားပေမဲ့တင်းကြောက်ကကောင်းစွာအလုံးမလုံးဘူးဆိုရင်တင်းခန္ဓာကိုယ်ကယူရစ်အက်ဆစ်အများကြီးထုတ်လုပ်မယ်ဆိုရင်၎င်းကပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်ယူရစ်အက်ဆစ်ပိုရှမ်းမှုကတင်းအက်ဆစ်များမှာအနေထိုင်လာပြီးအက်ဆစ်အမြင့်ကောက်ယောဂလို့သိကြတဲ့ရောင်ရမ်းခြင်းတွေနာကျင်ကြိုက်ခဲခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်တင်းကြောက်ကထဲမှာ substance တွေစုပုံနိုင်ပြီးကြောက်ကကြောက်တဲ့ခြင်းဖြစ်လာနိုင်ပါတယ်အရွယ်ရောက်ပြီးအမျိုးသားများနဲ့သွေးဆုံးပြီးအမျိုးသမီးများတွင်အဖြစ်များပါတယ်ယူရစ်အက်ဆစ်လွန်ကဲလာတာကိုလေ့လာတဲ့အခါသုံးပုံတစ်ပုံကစားသုံးတဲ့အစားအစာတွေကြောင့်လို့သိရပါတယ်ကောက်ယောဂကိုအစားအစာနဲ့ကုမယ်၁ရေတောက်ခြင်းကသွေးထဲမှာရှိတဲ့ယူရစ်အက်ဆစ်ပမာဏကိုစီးကနေဆွန်းထုတ်ပေးရကြောင်းတနေ့လျင်ရေ၈ခွက်မှ၁၀ခွက်အထိတောက်ပေးပါ၂တရုတ်နံနက်အစိဒါမှမဟုတ်အရွက်ဟာယူရစ်အက်ဆစ်ကိုကျစေတဲ့အာနိသင်ရှိရကြောင်းထမင်းစားရင်ပဲဖြစ်ဖြစ်ဟင်းချက်တဲ့နေရာမှာပဲဖြစ်ဖြစ်တရုတ်နံနက်ရွက်ကိုထည့်ချက်ပါအစိကို၃ခွက်တစ်ခွက်ကြိုပြီးတောက်လို့လည်းရပါတယ်၃ဘိုးစားပဲသီးကိုအစိမ်းလိုက်ဝါစားခြင်းသို့မဟုတ်ဘိုးစားပဲသီးဖြော်ရည်တစ်နေ့150မီလီလီတာတောက်ပေးခြင်းဖြင့်အကျိုးထူးခံစားရပါလိမ့်မယ်၄ပန်းသီးတဲ့ရှိမယ်လီအက်ဆစ်တက်ကယူရစ်အက်ဆစ်ပမာဏကိုမျှတစေလို့နက်နေ့လေညထမင်းစားပြီးတိုင်းပန်းသီးတစ်လုံးစီစားပါသို့မဟုတ်ပန်းသီးဖြော်ရည်ကိုတဘာဝပြားရည်နဲ့ရောဖြော်တောက်ပါ၅ငှက်ပျောတီကောက်ယောဂပြင်းပြင်းထန်ထန်ခံစားနေရချိန်မှာတနေ့လေငှက်ပျောတီတစ်လုံးကြစီဖြင့်၄ရက်စတိုက်လောက်စားပေးပါ၆ရှောက်သီးနဲ့တံပြားသီးတဲ့ရှိဗီတာမင်စီဓာတ်များကအယိုးအဆစ်များကိုတမ္မာစီယုံသားမကယူရစ်အက်ဆစ်ပမာဏကိုလည်းမျှတစေလို့ရှောက်ရည်သို့မဟုတ်တံပြိုသီးဖြော်ရည်ကိုတကြားနဲ့စားလုံးဝမထည့်ဘဲနဲ့တောက်ပါ9နနက်သီးယူရစ်အက်ဆစ်ကိုမျှတစေတဲ့ရှာပါတော့ဘရိုမင်လိန်ပါရှိတဲ့နနက်သီးဟာအဆစ်မြင့်ရောင်ရမ်းခြင်းကိုတက်တာစေတဲ့အတွက်ကောက်ယောဂဖြစ်နေချိန်မှာနနက်သီးစားခြင်းဟာအဆစ်မြင့်ရောင်ရမ်းခြင်းကိုတက်တာစေပါတယ်10တင်မော်တီအစိမ်းကိုအတုံးလေးတွေတုံးကပြုတ်ပြီးလက်ဖက်ချောက်ခက်၍ရောတောက်ပါယူရစ်အက်ဆစ်ကိုရှော့ရှာပေးမိအစားအစာများစားပြီးသင့်သောအစားအစာများ၁ပန်းကော်ပီစိမ်းတခွားသီးနဲ့တခွားသီးတွေကသွေးထဲမှာယူရစ်အက်ဆစ်ပိုရှမ်းမှုနဲ့အဆစ်များပတ်လည်ရှိယူရစ်အက်ဆစ်ပုံဆောင်ခဲတွေထုတ်လုပ်မှုကိုလျှော့နှဲစေပါတယ်၂ငှက်ပျောတီကယူရစ်အက်ဆစ်ပမာဏကိုလျှော့ချဖို့အကောင်းဆုံးအသီးပါ၃မုံလာဥနီကိုပုံမှန်စားပါကကောက်ယောဂကိုကာကွယ်ပေးသလိုကျန်းမာရေးကိုလည်းပုံမကောင်းမွန်စေပါတယ်၄ချယ်ရီသီးအန်တိုဆိုင်ယန်နင်လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်လို့ချယ်ရီသီးကယူရစ်အက်ဆစ်ပမာဏကိုလျှော့ချပေးနိုင်ပါတယ်အဆစ်ပပတ်လည်မှာရှိတဲ့ခရစ်စတယ်မဖြစ်အောင်တားဆီးပေးနိုင်ပါတယ်၅ရေမကြာခဏတောက်ခြင်းကယူရစ်အက်ဆစ်ပမာဏကိုလျှော့နှဲစေရုံသာမကခန္ဓာကိုယ်ကနေစွန့်ပစ်ပစ္စည်းနဲ့အဆိပ်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်၆ပန်းသီးကိုပုံမှန်စားသုံးတဲ့အခါခန္ဓာကိုယ်ကိုဒီပလောက်ဖြစ်စေတဲ့အပြင်ပိုရှန်ရဲ့ယူရစ်အက်ဆစ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်9တရုတ်နံနံကြီးယူရစ်အက်ဆစ်များလို့ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကနေကာကွယ်ပေးနိုင်ပါတယ်ယူရစ်အက်ဆစ်ပမာဏကိုလည်းလျှော့ချပေးနိုင်ပါတယ်10ကြက်သွန်နီခန္ဓာကိုယ်ကနေယူရစ်အက်ဆစ်တွေကိုဖယ်ထုတ်ပြီးယူရစ်အက်ဆစ်ပိုရှန်လို့ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကိုကြက်သွန်နီကကူညီပေးနိုင်ပါတယ်9ရင်နွေးချမ်းပုံမှန်တောက်ရင်ကောက်ယောဂကိုတားဆီးသလိုသွေးရဲ့ယူရစ်အက်ဆစ်ပမာဏမြင့်တက်တာကိုလည်းထိန်းပေးပါတယ်10ရှောက်သီးတံပြားသီးတံဖြိုသီးဒီအသီးမျိုးနယ်ဝင်စစ်ထရစ်အက်ဆစ်ပါတဲ့အသီးတွေကိုစားခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိယူရစ်အက်ဆစ်လွန်ကဲခြင်းကိုတားဆီးနိုင်ပါတယ်17ဘယ်ရီသီးတွေပုံမှန်စားရင်ခန္ဓာကိုယ်မှာယူရစ်အက်ဆစ်လွန်ကဲစွာစုပုံခြင်းကိုတားဆီးပေးနိုင်ပါတယ်မစားသင့်တဲ့အစားအစာများ၁ဝမ်ဒရင်းကလေးစားဥပမာအသေးအမြင့်နှလုံးအုံနောက်၂အနီရောင်ရှိသောအသားများဥပမာအမဲသားစိတ်သား၃ပင်လယ်စာများငါးတစ်တာကအစားရှိအစားအစာတွေဟာပြူရင်းလို့ခေါ်တဲ့ဓာတ်တစ်မျိုးပါတဲ့အတွက်ယူရစ်အက်ဆစ်ကိုပိုများစေပါတယ်၄တနေ့တာကိုအတင်းသားအချိုရည်6ဘူးအထက်တောက်တဲ့သူတွေမှာလည်းယူရစ်အက်ဆစ်တွေများနေပါတယ်အကြောင်းရင်းကတော့အချိုရည်တွေမှာပါတဲ့တရားတစ်မျိုးဖြစ်တဲ့ fructose ကြောင့်ပါ၅အရက်အလွန်ကျွံတောက်တာကိုလည်းရှောင်ကျဉ်ရပါမယ်၆
ကော်ဖီကိုလည်းတစ်နေ့2ခွက်3ခွက်ထက်မပိုသင့်ပါဘူး။9. ပဲပုတ်စီကလပ်ပဲစားရိတ်ပဲတွေမှာတော့ပြူရင်းပါဝင်မှုများတဲ့အတွက်အလွန်အကျွံမစားမိဖို့လိုအပ်ပါတယ်။ 10. ဗီတာမင် C နဲ့ဒီပါဝင်သောအားဆေးများကိုတက်နိုင်သမျှရှောင်ကျဉ်ရပါမယ်။စီးကြောက်တဲတာကိုပိုဆိုးစေလိုပါ။ 9. အသီးအရွက်ထဲမှာဆိုရင်ဟင်းနုနယ်၊ကညွတ်၊ပန်းကော်ပြီးမိုရီကိုအများကြီးမစားသင့်ပါဘူး။